မိတ်ဆွေများမင်္ဂလာပါဗျာနော်မင်္ဂလာပါဗျာအဲ့တော့ကျွန်တော်တို့23ရက်4လ2025ကနေပြီးတော့25ရက်4လ2025နော်ဒီကာလလေးအတွင်းကိုကျွန်တော်ကယ်ပေါက်ပတ်သီးနဲ့ကယ်ပေါက်အခွေကယ်ပေါက်မွေးခွက်ကလေးတွေမြစ်တာလက်ဆောင်ပေးပါမယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဗုဒ္ဓဟူးကနေပြီးတော့တောက်ကြနေ့အတွင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ကယ်ပေါက်ပတ်သီးကယ်ပေါက်ပတ်သီးကတက်ပါဗျာနော်ကယ်ပေါက်ပတ်သီးတက်ပါကယ်ပေါက်ပရိတ်ကကြတော့ခွန်တုံညပရိတ်ပါဗျာနော်ကယ်ပေါက်ပရိတ်ကခွန်တုံညပရိတ်ပါကယ်ပေါက်ပရိတ်ခွန်တုံညပရိတ်မှာနှလုံးလုံးလာနိုင်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ကယ်ပေါက်အခွေအနေနဲ့ကတော့3853ညအခွေအပူးပါပေါ့ဗျာအဲ့ဒါမှာမိန်းကတော့3035 8085ပါဗျာနော်အဲ့ထဲမှာ88တကွက်တော့ထည့်ပေးပါဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကြံနေတဲ့3ရက်တည်းမှာမွေးခွက်ကလေးတွေရှိတယ်အဲ့ဒီမွေးခွက်ကလေးတွေက30 12 20 23 24 50 80 89ပါဗျာနော်89ပါဗျအဲ့တော့ကျွန်တော်ပြန်ပြီးတော့ထပ်ပြောပါမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီကြံ3ရက်မှာကယ်ပေါက်ပတ်သီးအနေနဲ့ကယ်ပေါက်ပတ်သီးရ1ပါကယ်ပေါက်ပရိတ်ကခွန်3ညပရိတ်ပါဗျာနော်နှလုံးစလုံးလဲလာနိုင်ပါတယ်ဗျာနော်အဲ့တော့ကယ်ပေါက်ခွေအနေနဲ့ကတော့ကျွန်တော်တို့3853ညအခွေအပူပါမိန်းအနေနဲ့ဆိုလို့ရှိရင်3035 8085အဲ့ထက်မှာ88တကွက်ထည့်ပေးပါဗျာနော်အဲ့တော့ကျွန်တော်တို့ကြံနေတဲ့3ရက်အတွင်းမှာမွေးခွက်အနေနဲ့ဆိုရင်30 12 20 23 24 50 80 89ပါဗျာနော်အဲ့တော့မိတ်ဆွေတို့အနေနဲ့နော်YouTube မှာအကြောင်းမျိုးကြောင့်မကြည့်နိုင်ခဲ့လို့ရှိရင်ပေါ့နော်ကြည့်ဖို့အချိန်မရတာမအားလက်တာလိုင်းမကောင်းလို့စသဖြင့်ပေါ့နော်အဲ့လိုမကြည့်နိုင်ခဲ့ဘူးဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်က3994231641ခုပါဗျာနော်အဲ့ဒီမှာကျွန်တော် free channel လေးဖွင့်ထားပါတယ်ဗျာနော်အဲ့ဒီမှာလာဟိုင်းပြီးတော့မှ free channel မှာလည်းဝင်လို့ရပါတယ်ဗျာနော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube လေးကိုကျွန်တော်တင်တိုင်းအများအားတွေ့ရအောင်subscribe လုပ်ရသေးတဲ့လူက subscribe လေးလုပ်ထားပေးပါဗျ။ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျ။အသေးလေးပေးပြီးတော့ကျွန်တော်ရဲ့ comment မှာမင်္ဂလာရှိသောစကားဖြစ်တဲ့မင်္ဂလာပါလို့နှုတ်ဆက်စကားလေးရေးပေးပါဗျနော်။အဲ့တော့တောက်ကြနေ့မှာဂျာတာပရိနေ့ညနေကြလို့ရှိရင်လည်းကျွန်တော်ဂျောင်ပိတ်ရိုက်ကွက်ကလေးတွေကျွန်တော်ထပ်ပြီးတော့လာပေးပါဦးမယ်ဗျာ။ကျွန်တော်အားပေးနေတဲ့မိတ်ဆွေတွေအားလုံးတဦးချင်းစီတိုင်းကိုလည်းကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ကျွန်တော်အခုပေးလိုက်တဲ့ကဏ္ဍတွေအားလုံးကလည်းမိတ်ဆွေတို့အနေနဲ့ကစားတဲ့နေရာမှာအလွဲချော်မရှိဘဲနဲ့ရရှိကြပါစေဗျာမိတ်ဆွေတို့အနေနဲ့လည်းယနေ့ကစပြီးတော့ကောင်းကျိုးချမ်းသာမင်္ဂလာအဖျားဖျားတို့နဲ့ပြည့်မြောက်ပြည့်စုံအောင်မြင်ပါစေဗျာဒီဘက်မှာလည်းခါတိုင်းအပတ်တည်ကဲတို့ပဲမိတ်ဆွေတို့အနေနဲ့တပိတ်ဝင်အိတ်ဝင်ရကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ